လာပါရှင်ဒါဟာကထိုင်းမြန်မာဘာသာစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖေဖော်ဝါရီလ15ရက်နေ့မှာစပြီးရုံးတက်ကြပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်စစ်တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်းမှာစစ်တပ်ကဖွဲ့စည်းထားတဲ့အဖွဲ့ဝင်များသည့်ဖေဖော်ဝါရီလ15ရက်နေ့မှာစပြီးတော့ရုံးတက်ကြပြီလို့တာဝန်ရှိသူတဦးထံမှသိရှိရပါတယ်ရုံးတက်ကြပါပြီဒီချိန်မှာဦးကိုစွမ်းခိုင်ကလည်းရုံးတက်ပါပြီဒါပေမဲ့ရုံးခန်းကတော့မရှိသေးပါဘူးဘာကြောင့်လဲဆိုတော့ဥက္ကဋ္ဌမရှိသေးလို့ပါဥက္ကဋ္ဌအတိတ်ခတ်ဖို့ကိုဒီတစ်ပတ်မှာတေချာမှာပါအဲ့ဒီနောက်ပိုင်းမှာရုံခန်းနဲ့တာဝန်ရှိသူများကိုတေချာမှာဖြစ်ပြီးတော့ယခုလောလောဆယ်ကတော့အဆင်ပြေတယ်လို့ပဲရုံတက်ကြပါတယ်လို့ကောက်စီအဖွဲ့ဝင်ဦးမွန်စွမ်းအောင်ကတဟာခထိုင်းကိုပြောပြခဲ့ပါတယ်ဥက္ကဋ္ဌဘယ်သူဖြစ်နိုင်မလဲလို့မေးမြန်းကြည့်တဲ့အခါမှာကျွန်တော်တို့ချင်းလူမျိုးတွေကပဲရွေးချယ်ဖြစ်မှာပါချင်းလူမျိုးပေါ်မှာချစ်ချင်းမေတ္တာပြည့်ရှိတဲ့သူလူမျိုးနဲ့တိုင်းပြည်အတွက်အလုပ်လုပ်တဲ့သူကိုအဓိကထားပြီးတော့ရွေးချယ်ဖြစ်မှာပါလို့ဦးမွန်စွမ်းအောင်ကထပ်လောင်းပြောပြခဲ့ပါတယ်ကျွန်တော်တို့အနေနဲ့များဆဆမတောင်းဆိုလိုပါဘူးကျွန်တော်တို့အလုပ်ကအုပ်ချုပ်ရေးအပိုင်းတော့မဟုတ်ဘူးပြည်နယ်အတွက်တိုးတက်ရေးကိုသာတာဝန်ပေးထားတဲ့အတွက်တခြားအပိုင်းတွေကိုတော့မသိပါဘူးလို့အထက်ပါတာဝန်ရှိသူတဦးကပြောပြခဲ့ပါတယ်အစိုးရဝန်ထမ်းများအားပြန်လည်ပြီးတော့ရုံးတက်ကြရန်အစည်းအဝေးပြုလုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်စစ်တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်းမှာအစိုးရဝန်ထမ်းအများစုကရုံးမတက်ကြပဲ CDM လှုပ်ရှားမှုမှာပါဝင်ကြတဲ့အတွက်ပြည်내နဲ့ခရိုင်တာဝန်ရှိသူများကအမြန်ဆုံးရုံးတက်ကြဖို့အစည်းအဝေးပြုလုပ်တယ်လို့သိရှိရပါတယ်ကျွန်တော်နဲ့ဦးကိုစွမ်းခိုင်အပါအဝင်ပြည်내နဲ့ခရိုင်တာဝန်ရှိခေါင်းဆောင်များလည်းအစည်းအဝေးမှာပါဝင်ခဲ့ကြပါတယ် CDM လှုပ်ရှားမှုတွေပါဝင်လှုပ်ရှားသူများအားရုံးအမြန်ဆုံးတက်ကြဖို့အစည်းအဝေးတွေဦးစားပေးဆွေးနွေးခဲ့ကြပါတယ်အထက်အမေရဆိုရင်တော့ရုံးမတက်သူများအားအလုံးမှာနှုတ်ထွက်ကြဖို့အရေးယူမိဖြစ်တော့လဲစိတ်ရှည်စွာနဲ့ကျွန်တော်တို့စောင့်ဆိုင်ခဲ့ကြပါတယ်ဒီတပတ်အတွင်းမှာရုံးတက်ကြမယ်လို့ယုံကြည်ပါတယ်လို့ပြည်내စီမံအုပ်ချုပ်ရေး Council အဖွဲ့ဝင်ဦးမွန်ဆန်းအောင်က The Hakka Time သတင်းဌာနကိုပြောပြခဲ့ပါတယ်ဟာကာမြို့တွင်ဖေဖော်ဝါရီလ15ရက်နေ့အထိအဓမ္မအကြိမ်မြောက်ဆန္ဒပြုလုပ်မှုလုပ်ပြီးအစိုးရဝန်ထမ်းများလည်းများစွာပူးပေါင်းပါဝင်ကြတယ်လို့သိရှိရပါတယ်။ဟာကာမြို့တွင်ဖေဖော်ဝါရီလ15ရက်နေ့အထိအဓမ္မအကြိမ်မြောက်ဆန္ဒပြမှုပြုလုပ်ခဲ့ပြီးအစိုးရဝန်ထမ်းများလည်းများစွာပူးပေါင်းပါဝင်ကြတယ်လို့သိရှိရပါတယ်။ဖေဖော်ဝါရီလ15ရက်နေ့နောက်ပိုင်းမှာတော့ရုံးတက်ကြရန်ကားဖြစ်လာခေါ်ဆောင်ခြင်းများပြုလုပ်ကြသောကြောင့်ဝန်ထမ်းတချို့ရှောင်ပြေးထွက်ပြေးနေကြတယ်လို့သိရှိရပါတယ်။အာဏာသိမ်းမှုမယုံမသိမ်းမချင်းရုံးတက်ဖို့ညှင်းဆန်သွားမယ်လို့အမိမဖော်လို့သူတဦးက The Hakka Time သတင်းဌာနကိုပြောပြခဲ့ပါတယ်။ဖေဖော်ဝါရီလ15ရက်နေ့ဆန္ဒပြသူများမှာမြို့မိမြို့ဖများအသင်းတော်တာဝန်ရှိပုဂ္ဂိုလ်များစေယုံဝန်ထမ်းများနဲ့ကျောင်းဆရာမများအပါအဝင်လူပေါင်း3000ခန့်ဆန္ဒပြကြတယ်လို့သိရှိရပါတယ်ဆက်လက်ပြီးတော့ဦးဆောင်းမောင်သည်ပြည်내စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်တော်လဲရင်းဆန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်စစ်တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်းမှာပြည်내စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဖြစ်ခန့်အပ်ထားတော်လဲရင်းဆန်ခဲ့ကြောင်းဖေဖော်ဝါရီလ15ရက်နေ့တွင်သိရှိခဲ့ရပါတယ်ကျွန်တော်ငင်းဆန်ခဲ့ရတဲ့အကြောင်းရင်းကတော့ပြည်သူလူထုမနှစ်သက်တဲ့အစိုးရနဲ့အုပ်ချုပ်မှုလက်အောက်မှာအလုပ်လုပ်ဖို့စိတ်ကူးမရင်ခဲ့ပါဘူး2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကိုယ်စားလှယ်ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့သူတဦးဖြစ်တဲ့အညီပြည်သူလူထုမနှစ်သက်တဲ့အုပ်ချုပ်မှုလက်အောက်မှာအလုပ်မလုပ်ပါဘူးလို့ဦးဆောင်းမောင်က The Hakka Time သတင်းဌာနကိုပြောပြခဲ့ပါတယ်ဖေဖော်ဝါရီလ17ရက်နေ့မနက်တွင်ကွယ်လွန်ခဲ့သော SAC ဥက္ကဋ္ဌအောင်ဦး Terrace San Moini ခွဲကိုစားဦးဆောင်းမောင်ကိုခန့်အပ်ခဲ့ကြောင်းလည်းသိရှိရပါတယ်ထိန်းသိမ်းထားသောဝေကြီးများနဲ့ UBC ဝေကြီးများမလွတ်သေးတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ချင်းပြည်နယ်ဝေကြီးချုပ်အောင်ဦးစလိုင်းရလွယ်လွှတ်တော်ဥက္ကဋ္ဌဦးဇော်ဘွိုးဒုဥက္ကဋ္ဌဦးတစ်ထန်းစီပင်းနီရက်စစ်ဝန်ကြီးဦးစိုးထက်လာဝကဝန်ကြီးဦးခွေအားနဲ့ချင်းပြည်နယ်အလက်ရှိရုံးတာဝန်ရှိသူတချို့ထိန်းသိမ်းခံရပြီးတော့ဖေဖော်ဝါရီလ15ရက်နေ့အထိမလွတ်မြောက်သေးဘူးလို့သိရှိရပါတယ်။
ချင်းပြည်နယ်ဝန်ကြီးချုပ်ဟာဦးစလိုင်းရန်တွေအားဖေဖော်ဝါရီလ2ရက်နေ့တွင်ဖမ်းဆီးခဲ့ပြီးတော့ဖေဖော်ဝါရီလ10ရက်နေ့တွင်ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးဥက္ကနော်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးဦးလင်းကျော်ဟာကခရိုင်ဥက္ကဋ္ဌဦးလျန်ဟဲခရိုင်အတွင်းရေးမှူးဒေါ်ချိုခိုင်ဦးဟာကမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသာကျော်လျန်အတွင်းရေးမှူးထောင်းစဆန်ထန်တလန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသာမောင်အတွင်းရေးမှူးခင်အောင်လင်းနဲ့ချင်းပြည်နယ်အတွင်းတခြားမြို့နယ်ရွေးကောက်ပွဲဥက္ကဋ္ဌနဲ့အတွင်းရေးမှူးများလည်းထိန်းသိမ်းထားတယ်လို့သိရှိရပါတယ်။ထိန်းသိမ်းခံထားရတဲ့မိသားစုဝင်တဦးကိုမေးမြန်းခဲ့ရမှာယခုချိန်ထိတော့ဘေးကင်းကြပါတယ်။ကောင်းကောင်းကြည့်ရှုပေးကြပါတယ်လို့ The Hakka Time သတင်းဌာနကိုပြောပြခဲ့ပါတယ်။ချင်းပြည်နယ်အတွင်းစခန်းနဲ့အိမ်တွေထိမ့်သိမ်းခံရတဲ့လူပေါင်း34ဦးရှိပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။မိသားစုဝင်တို့ဈေးသွားဖို့ထွက်ခွင့်ပြုတော့လဲကျွန်တော်တို့ကမူအပြင်ထွက်ခွင့်မပေးသေးတဲ့ဆိုတဲ့သတင်းကိုဆက်လက်ပြီးတင်ဆက်ပေးသွားပါမယ်။ဝင်ကြီးအိမ်ယာတွင်ထိမ့်သိမ်းခံရသောဝင်ကြီးများ၏မိသားစုဝင်တို့ကိုဈေးသွားဖို့ထွက်ခွင့်ပြုထားတော့လဲကျွန်တော်တို့ကိုအပြင်ထွက်ခွင့်မပေးဘူးလို့လမ်းပတ်ဆက်သွယ်ရေးဝန်ကြီးဟောင်းဦးဆွေးထောက်ကဖေဖော်ဝါရီလ15ရက်နေ့တွင်ပြောကြားခဲ့ပါတယ်။ကျွန်တော်မိန်းမနဲ့ကျွန်တော်သားကိုတော့အပြင်ထွက်ခွင့်မပေးပါဘူး။ဝင်ကြီးအိမ်တအိမ်နဲ့တအိမ်ကိုလည်းတွားလည်လို့ရပါတယ်။မိသားစုဝင်တချို့ကိုသာဈေးသွားခွင့်ပြုပါတယ်လို့ဦးဆွေးထောက်က The Hakka Time သတင်းဌာနကိုပြောပြခဲ့ပါတယ်။ဖေဖော်ဝါရီလ1ရက်နေ့တွင်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာဝင်ကြီးများသည့်ဖေဖော်ဝါရီလ9ရက်နေ့မတိုင်မီအထိဝင်ကြီးအိမ်ယာမှရွှေ့ပြောင်းရန်ပြောကြားတော်လဲဝင်ကြီးအိမ်ယာတွေသာပြန်လည်ထိန်းသိမ်းထားကြောင်းသိရှိရပါတယ်။ဒီကနေ့ The Hakka Time မြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲဆုံးသက်တော်မှာဖြစ်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပြကျန်းမာကြည်ညိုကြပါစေရှင်။ကျွန်မ Cherry ပါ။